ဂျာညိုဇက်ကောင်ကတဲ့နောက်ဆုံးဇက်သိမ်းမှာတဲ့တော်ကီသွားလားမတော်ကီသွားလားတဲ့အရန်စိတ်ဝင်စားစရာကောင်းတယ်နော်အဲ့ဒါလေးကိုပဲလာပြီးတော့မှမင်းနေကြတယ်ဒါရိုက်တာကိုတဲ့အကယ်လို့ဂျာညိုစာအုပ်ထဲအတိုင်းဇက်သိမ်းလို့ရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဇက်သိမ်းကိုဘယ်လိုလုပ်ပေးပါဆိုပြီးအကုန်လုံးအရန်စိတ်ဝင်စားနေကြတယ်ကွယ်အဲ့တော့မြတ်တို့တစ်ခုပြောပြမယ်နော်စပွိုင်းတာတော့မဟုတ်ဘူးနော်မြတ်တို့ကိုယ်တိုင်လဲဒါဇလန်တွေကိုပြန်ပြီးဖန်တီးတဲ့အခါမှာတချို့နေရာလေးတွေဆိုလို့ရှိရင်ဒါစာအုပ်နဲ့မတူဘူးပေါ့နော်အဲ့တော့စာအုပ်ကိုကြိုပြီးတော့မှဖတ်ထားတဲ့သူတွေကကြတော့ဗာပြောလဲဆိုတော့ကြာညိုကနောက်ဆုံးမှာပေါ့နော်ရင်ကွဲပက်လက်တွေဖြစ်ပြီးတော့မှတော့ကေသွားတယ်ပေါ့ဒါကတော့စာအုပ်ကိုကြိုဖတ်ထားတဲ့သူတွေပေါ့ဒါပေမဲ့တခုမေးမယ်နော်အဲ့ဒီစာအုပ်ထဲမှာရီမွန်ဆိုတဲ့ဇက်ကောင်ပါလားလုံးဝမပါဘူးเนาะရီမွန်ဆိုတဲ့ဇက်ကောင်လုံးဝမပါဘူးဒါပေမဲ့အပြင်ဇလန်တွဲပြန်ပြီးရိုက်တဲ့ချိန်မှာရီမွန်ဆိုတဲ့ဇက်ကောင်ကပါလာတယ်ပြီးရင်ချစ်ထွေးနဲ့ရီမွန်ဆိုလို့ရှိရင်လည်းနှစ်ယောက်ကချစ်စရာလေးတွေဖြစ်နေတယ်เนาะအဲ့အတွက်ကြောင့်မလို့မြတ်သူတို့ကဇလန်တွဲပြန်ပြီးတော့ဖန်တီးတဲ့နေရာမှာမတူညီတာလေးတွေအဲ့လိုထည့်သွင်းပြီးတော့လဲရိုက်ကူးထားလေးလည်းရှိတယ်အဲ့တော့နောက်ဆုံးဇက်သိမ်းတဲ့ခါကျရင်ဘယ်လိုဖြစ်မလဲဆိုတာကိုလေးလဲတစ်ချက်လေးစောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ဇလန်ကိုဝတ္ထုဖတ်ထားပြီးဝတ္ထုတွေကအတိုင်းကြီးပဲပေါ့နော်အကုန်လုံးလိုက်မှန်နေကြလို့ပါအဲ့လေးလာပြောတာပါရှင့်ကျေးဇူးအများကြီးတင်ပါတယ်တတား